ဒီကလေးလေးကတော့မင်္ဂလာကောင်းကောင်းဖြစ်ခဲ့ပါတယ်ဒါကတော့ရမင်းတို့တချမ်းကိုအရင်စဖြတ်တယ်ပေါ့နော်ဖြတ်ပြီးသွားတဲ့အခါမှာအနာရှင်းနေဆိုတော့ရမင်းတို့ slide လေးတွေထုတ်ဖို့လုပ်ပါတယ်ထုတ်ထားတဲ့ slide ထဲကအသားနည်းနည်းကျတာကိုလက်ကောက်တကွင်းအရင်စမ်းထုတ်ကြည့်ပါတယ်ဒါလေးကတော့အကြရဲရထုတ်ထားတဲ့လက်ကောက်ကလေးပါဒါလေးကတော့ကျန်တဲ့ slide ထဲကတချို့ကိုဖောက်ဆံထုတ်ထားတာပါဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်